ကဘာပေါ်မှာဘယ်နိုင်ငံက passport ကိုမဆိုဗီဇာမလိုပဲဝင်ခွင့်ပြုတဲ့နိုင်ငံတစ်နိုင်ငံရှိပါတယ်။တင်ဘယ်ကလာတယ်လဲဆိုတာအရေးမကြီးပါဘူး။ American ဘရာဇီးတရုတ်နောက်ဆုံးမြောက်ကိုရီးယားဖြစ်နေပါစေဦးတော့လူမျိုးလည်းအရေးမကြီးသလိုနိုင်ငံရေးလည်းအရေးမကြီးပါဘူး။တင်မှာတရားဝင် passport ရှိနေတဲ့၍ဝင်ခွင့်ရပါတယ်။ဒါဟာကမ္ဘာအရပ်ရပ်ကခရီးသွားတွေကိုဘာစိတ်ဖိစီးမှုမှမရှိပဲရောက်ရှိလာနိုင်စေပါတယ်။တန်ယုံသွားစရာမလိုအင်တာဗျူးဖြေစရာမလိုအတည်ပြုချက် email တွေစောင့်စရာမလိုတလို့ခွင့်ပြုချက်ရဖို့အတွက်ရက်သက်တစ်ပတ်တွေဒါမှမဟုတ်လနဲ့ချီပြီးအချိန်ကုန်ခံနေစရာလည်းမလိုပါဘူး။နေဆက်တွေကပိုမိုတင်းကျပ်လာပြီးဗီဇာစီးမြင့်တွေကလည်းပိုရှုပ်ထွေးလာတဲ့ကမ္ဘာကြီးမှာဒီလိုမျိုးပွင့်လင်းလွတ်လပ်မှုရှိတာကတော်တော်လေးကိုမကြားဘူးတဲ့ကိစ္စမျိုးပါ။နိုင်ငံအများစုကတော့တင့်ကိုဖောင်နေဖြည့်ခိုင်းမယ်အခကြေးငွေတွေတောင်းမယ်နောက်ကျောင်းရာဇဝင်တွေစစ်ဆေးမယ်ပြီးတော့စောင့်ဆိုင်းရမယ့်အချိန်တွေကလည်းအရန်ကြာပါတယ်။ဒါပေမဲ့ဒီမှာတော့ခရီးသွားတွေကိုဘာမေးခွန်းမှမမေးပဲရက်ပေါင်း90အထိကြိုဆိုထားပါတယ်။တင်ရောက်လာမယ် passport ပြမယ်ဒါပါပဲ။ဒီလိုမူဝါဒကြောင့်ပဲဒီနိုင်ငံလေးဟာကမ္ဘာတဝန်းကခရီးသွားတွေအတွက်ဖုံးကွယ်ထားတဲ့ယတနာတစ်ပါးဖြစ်လာခဲ့တာပါလူအတော်များများဟာခရီးစဉ်တွေစီစဉ်နေရင်မှသူတို့အတွက်ဗီဇာလုံးဝမလိုဘူးဆိုတာကိုရုတ်တရက်သိသွားပြီးဒီနေရာလေးကိုမတော်တဆရှာဖွေတွေ့ရှိသွားတတ်ကြပါတယ်ဘယ်နိုင်ငံက passport ကိုမဆိုဗီဇာမလိုပဲပေးဝင်တဲ့ကမ္ဘာပေါ်ကတစ်ခုတည်းသောနိုင်ငံကတော့ Micronesia ပဲဖြစ်ပါတယ်